America ရောက်နေတော့ခင်မီသူတိုင်း America မှာရှိတဲ့ခင်မီသူတိုင်း YouTube channel ဖွင့်ကြသည်ပေါ့လေအဲ့တော့ကျမလည်း YouTube channel လေးတစ်ခုဖွင့်မယ်ဆိုပြီးလှုပ်လိုက်တယ်လှုပ်လိုက်ပြီးဖွင့်ပြီးဒါပေမဲ့ဘာတင်ရမယ်မှမသိပထမတော့ဟင်းချက်တာလေးပါလေးတင်မယ်ပေါ့နော်ဟင်းချက်တာလေးတင်မယ်ဆိုပေမဲ့ဒီရက်တည်း mode ကလည်းဟင်းချက် channel mode ကမဝင်သေးဘူးမဝင်သေးတဲ့အခါကျတော့YouTube channel ကလည်းဖွင့်ထားပြီးပြီဆိုတော့တအားမှတင်ကျင်နေပြီရွာစိထိုးနေပြီဆိုတော့ဘာတင်ရမလဲလို့စဉ်းစားလိုက်တော့ဒါလေးတတိယပါတယ်ဒါလေးကလေဟိုတခါ Facebook မှာတင်ပူးတယ် Rovadan ကထုတ်တဲ့ vitamin C dust box serum လေးပေါ့နော်အဲ့ဒီကြောင့် review ပေးမယ်ပေါ့ဒီဟာကဒီဟာကျွန်မသုံးတာတစ်လခွဲလောက်ပဲသုံးလိုက်ရတယ်2ယောက်လိမ့်တာဟုတ်သူများ skin care တွေကိုလိုက်ကတ်လိမ့်နေလို့ရှိသေးရဲ့ဆိုတော့အဲ့ဒါတစ်လခွဲလောက်ပဲလိမ့်လိုက်ရတယ်ဒီတပူးကိုလေဒီမှာ skin care ကတအားကုန်တယ်တရက်မလိမ့်ရင်တရက်သေးတာမြန်မာပြည်မှာတော့အဲ့လောက်မလုပ်ဘူး skin care ကိုလေစေးကမ်းမဲ့ပြေးတာတခုခုဆိုစေးကမ်းသွားပြီးတော့ဗာလေးလုပ်လိုက်ညာလေးလုပ်လိုက်ဆိုရင်အဆင်ပြေတာဒီမှာစေးကမ်းလည်းမသွားရတော့ skin care ပဲအားကိုရတယ်ဘောကရောက်သွားပါတော့အဲ့ဒါနဲ့တပူးကုံတော့နောက်တပူးထဝယ်လိုက်တယ်မနေ့ကမှရောက်တာဒီတပူးမှာပို့တန်းနေဘာဖြစ်လို့လဲဆိုတော့ Black Friday discount နဲ့မို့လို့50% discount ရတယ် discount ရတော့သူကပုံမှန်ဈေးက30 Amazon ကနေမှာတာပေါ့နော် Amazon မှာတာ30အခု50% discount နဲ့ဆိုတော့15ကျပ်ပဲကျ15ကျပ်ဆိုတော့မြန်မာငွေနဲ့ဆိုရင်6000ပဲကျတာပေါ့ဒီတစ်စိတ်ကမြန်မာပြည်မှာလည်းရှိတယ်ဟိုဟာ official showroom ရှိတယ်ပေါ့နော် official showroom ရှိပြီးရောင်းတာကျွန်မဒီတစ်စိတ်ကိုလေးဟိုအမရာငိမ့်review ပေးတာကိုကြည့်ပြီးတော့ကြိုက်စမ်းသုံးခြင်းနဲ့ကြိုက်လို့ထပ်ဆင့် review ပေးတာပါအဲ့ဒါရဲ့နောက်အဲ့ဒါမာရင်နဲ့လက်စာပေါ့လေအဲ့ဒါမာရင်နဲ့လက်စာနဲ့ Rovadan ကနေ hyaluronic acid လေးလည်းမှားလိုက်တယ်မှားလိုက်ပေမဲ့သူ့ကိုကြားတိတ်မကြိုက်ဘူး hyaluronic acid ကိုလေ hyaluronic acid ထဲမှာဒါရှီရှဲတို့ကdust box serum သူ့ကိုလိမ့်ကြည့်ပြီးဒါပေမဲ့သူ့ကိုလည်းတိတ်မသိတာဘူးလို့ထင်တယ်ဘာဖြစ်လို့တခြားလူတွေကလည်းရှီရှဲတို့က dust box serum တအားကောင်းတယ်တအားသိတာတယ်လို့ထင်ပေမဲ့ကိုနဲ့ပဲအစင်မပြေတာလားပါလားမသိဘူးပေါ့နော်တိတ်ပြီးတော့မသိတာတလို့ခံစားရတယ်အဲ့ဒါနဲ့ dust box ဒီကလေဒီရောက်မှဖြစ်လာတာဒီရောက်တော့လေမြန်မာပြည်မှာလိုပဲထင်ပြီးတော့ sun cream တွေကိုသေချာမလိမ့်တဲ့အခါကျတော့မျက်နှာမှာဒီလိုနေရာလေးတွေမှာ dust spot လေးတွေဖြစ်လာတယ်နောက်ဒီလိုနေရာလေးတွေမှာ dust spot လေးတွေဖြစ်လာတယ်အဲ့ဒါနဲ့ပဲအခုသေချာလိမ့်နေရပေါ့နော်အဲ့ဒါနဲ့ခုနက hyaluronic acid အကြောင်းက hyaluronic acid ကကြတော့သူတို့နှစ်ခုရဲ့ဈေးကတူတူပဲဒါပေမဲ့သူက100 ml ပေါ့နော်သူကတော့60 ml ပေါ့ဒါပေမဲ့ordinary ကိုပို့ကြိုက်တယ် ordinary ကလိမ့်လိုက်တာနဲ့ကိုချက်ချင်းသူ့ရဲ့အသားထဲမှာစိတ်ဝင်သွားပြီးတော့တင်းသွားတာသိတာသူကတော့အဲ့လောက်မသိတာဘူးပေါ့နော်အဲ့ဒါဈေးကတော့အတူတူပဲဒါပေမဲ့သူက100 ml ဆိုတော့နည်းနည်းပိုတန်တယ်လို့ခံစားရတာပေါ့နော် ordinary ဒီလဲဒါနှစ်ဘူးမြောက်ပါဟိုမလားပြီးခဲ့တဲ့လ17လပိုင်းနိုဝင်ဘာမှာတော့ Sephora မှာ ordinary တွေအကုန်လုံး23% discount ချတယ်တဲ့အဲ့ဒါကသူကတစ်နှစ်ကိုမှ2ခါပဲချတာအဲ့ဒါနဲ့အိမ်မှာအပြေးလွှားသွားဝယ်လိုက်တယ်အိမ်တော့တပူးမကုန်သေးဘူးပေမဲ့လည်းဝယ်လိုက်တယ်အခုတော့အိမ်ပထမတပူးကကုန်သွားပြီးတော့ဒီဒုတိယတပူးကဒီလောက်ရောက်သွားပြီပေါ့နော် ordinary ကလည်းဒီလို60 ml တပူး2လလောက်ပဲလိမ့်ရတယ်ဒါမှကောင်းတယ်ပေါ့ကောင်းတော့လည်းလိမ့်ရပါပေါ့နော် ordinary နဲ့ဒီ dust spot serum vitamin C နဲ့တော့ဟိုအနေနဲ့ hyaluronic နဲ့ကိုကအချိန်ခွဲပြီးလိမ့်တယ်ညဘက်ဆိုရင်ဒီ ordinary ကိုလိမ့်တယ် hyaluronic ကိုလိမ့်တယ်ပေါ့နော်နေကင်းဆိုရင်တော့ dust spot serum ကိုလိမ့်တယ်ဘာဖြစ်လဲဆိုတော့ vitamin C ကနေကင်းဘက်လိမ့်ရမယ်လို့ skin care ဟိုဟာတွေမှာတွေ့လို့လေ skin care tutorial တွေမှာတွေ့လို့အဲ့ဒါလေးကိုပြပြတာပါရှင် review လေးလာပေးတာပါရှင် Pascope ဆန်ကိုဝယ်လိုက်တာဆိုတော့ honest review ပေါ့နော်skin care တွေကို8 day နဲ့အမေရိကရောက်ပြီးရင်နောက်ပိုင်းမှာဘဝကအဲ့လိုဖြစ်သွားတယ် skin care တွေကို8 day နဲ့ဒါဆိုရင်ဒါနေကင်းလိမ့်နဲ့ skin care 8ပေါ့နော်ဒါလေးက skin ဒါဆိုရင်ညဘက်လိမ့်နဲ့ skin care 8ပေါ့ဆိုဟိုဘောမမှန်နေကောင်မှာတအားရှုပ်လို့အဲ့လိုမျိုး8 day နဲ့ထားတဲ့ဘဝကိုရောက်သွားပါပြီရှင်ကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ရက်တည်ကြလို့ရှင်ဒီမှာထားသေးတယ်3-4ရက်လောက်နေမှရောက်မယ်တဲ့ဒီတစ်ဆက်ကအဲ့ဒီလေးရောက်လာလို့ရှင်ရင်လဲ review လေးလာပေးပါဦးမယ်ရှင်ကျမတို့လို
ဟိုဟာတွေပေါ့နော်ကျမတို့လို middle age တွေပဲပေါ့အလူလာပိုင်းသုံးတဲ့ skin care လေးတွေ review လေးတွေရယ်နောက်ပြီးတော့အမေရိကမှာမြန်မာစာတွေကိုဘယ်လိုတွေချက်ပြုတ်စာတောက်ကြရလဲဆိုတာလေးတွေကိုဗဟုသုတလေးဖြစ်ဖြစ်ရအောင်လို့တင်ပေးပါမယ်ရှင်ကျမရဲ့ YouTube channel လေးကိုအားပေးကြပါအောင်ရှင်